chromatic scale က flash up ကောင်းပါတယ် chromatic scale exercise ကလွတ်ကြိုးကနေတစ်နဲ့သုံးလေးခွက်မြောက်ထိဆိုရင် G sharp ထိပါနော် G sharp ပြီး A ကဟောကလွတ်ကြိုးပြန်ဆင်းသွားပြီလေးခွက်ထိဆင်းပြီး C sharp ပြီး D လွတ်ကြိုး F sharp ပြီးအောက်က G လွတ်ကြိုး G sharp A sharp B C မှာလက်ညှိုးနဲ့ပြန်လာဝင်ပြီးပါနော်လက်တန်းပြီးရင် B ပြီးရင် C လက်ညှိုးနဲ့ D sharp ထိပေါ့ D sharp ပြီးရင် E ရောက်ပြီမလားဆိုတော့ E ထိဆက်မသွားတော့ D sharp အနေနဲ့ပြန်တက်သွားမှာ D sharp နဲ့ပြန်တက်တဲ့အခါကျတော့ D sharp D flat နဲ့ပြန်သွားပြီဆဲမှာတော့ကျွန်တော် C sharp D sharp နဲ့သွားတာမလား D sharp D flat C B flat နဲ့ပြန်သွားတာမှာအစတော့ G sharp A sharp B လို့သုံးတာလေနော် C sharp D ပြန်တက်သွားတော့ D sharp D flat C B flat A flat G flat F E flat လို့တော့ပြန်ဆင်း E flat နဲ့ဆင်းမှာ Okay ဒီကောင်က1 2 3 4 1 2 3 4ဒီလိုပါပဲဒါ one bar pattern ပေါ့ G sharp T ပြီးရင်အောက်က E လို့ကျိုးE sharp B C sharp အဲ့လိုပဲဆင်းတော့နော်